Shalom, she was the King Crypto Yamitonamana, Alon Go, Minglaba, Lono Concerta like Pare, the Depa Marchanoro, Tashana Winno Yasuke, Kunyo Dega, Power Gifts Tema Pare, Gifts of Healings, a jungle, Nanyan Jango, Nang Taman Winga Chamae, Nanyan Surabale, Nanyan Suraga, Luye, Lutai Akunima Babene, Piaki and the Goro Arpit the Bawalo. လူသားအပေါ်၌ဖျားခင်အနာငြိမ်းခြင်းအမှုပြုရအရာကိုဒီညွှန်းနဲ့နေ့အနာငြိမ်းခြင်းစုကျေစုရဲ့ရွေချက်ကလူအထဲမှာရှိတဲ့နတ်ဆိုးရဲ့မာနရဲ့လုပ်ရတွေကိုဖျက်ဆီးဖို့ရနဲ့နေ့မကြမ်းမာသောသူကိုကြမ်းမာစေဖို့ဖြစ်တယ်။တယောက်ခန်းကြီးသုံးငယ်ရှစ်မှာမာနမှုတို့ကိုပယ်ဖျက်ခြင်းကဖျားသခင်သားတော်ဒီသင်ရှားပေါ်ထွန်းတော်မူ။ဒါကြောင့်မို့အနာညောကငြိမ်းခြင်းစုကျေစုရခြင်းကဆိုရင်ဖျားရဲ့ဘုန်းတော်ထင်ရှားစေဖို့ဖြစ်တယ်။နာယောဂငြိမ်းခြင်းစုကျေစုက divine healing ဖြစ်ပြီးတော့နေ့နတ်ဆိုးရဲ့ပြင်းစင်နှိမ့်ဆက်ခြင်းမှာ deliverance လွတ်မြောက်စေခြင်းအမှုဖြစ်တယ်။တမန်တော်ဝိတ္ထုခန်းကြီး30ငယ်38မှာဗာပြောထားလဲဆိုရင်သခင်ယေရှုခရစ်တော်ကိုယ်တိုင်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ပိဋိတ်တဘောအဖြစ်နတ်ဆိုးမာနညှင်းဆဲတဲ့သူအပေါင်းတို့ကိုချမ်းသာပေးတယ်ဆိုတာကိုကျွန်တော်တို့သိရှိရတယ်။အနာငြိမ်းခြင်းကိုဟေဘရဲဘာသာမှာ Rafa လို့သုံးထားတဲ့အတွက်ကျွန်တော်တို့တစ်ခါလေဂုဏ်တော်ချီးမွမ်းတဲ့အခါမှာ Jehovah Rafa ဆိုပြီးတော့ကျွန်တော်ချီးမွမ်းတတ်တယ်အဲ့ဒါပါလဲဆိုရင်ကျမ်းမာခြင်းအရှင်ကျွန်တော်ကိုယ်ကိုယ်ရဲ့ဖခင်ကျမ်းမာစေတော်ဖခင်ဖြစ်တယ်ဆိုတာကိုကျွန်တော်ချီးမွမ်းနေခြင်းဖြစ်တယ်ဒီညမှာအနာငြိမ်းခြင်းစုကျေးဇူးကို Greek လိုမှာဘယ်လိုသုံးထားလဲဆိုရင် Your mind ဆိုပြီးသုံးထားတယ် Your mind ဆိုသုံးထားတာကdivine healing ကိုရည်ညွှန်းခြင်းဖြစ်တယ်ပြီးတော့ physical ခန္ဓာကိုယ်၌အနာငြိမ်းခြင်းကိုရည်ညွှန်းခြင်းဖြစ်တယ်ဒီတခြားအနာငြိမ်းခြင်းအဖြစ် Greek ဘာသာစကားတခြားစကားလုံးတွေလည်းသုံးထားတာတွေ့ရတယ်ဒီຢာတွေကဘာလဲဆိုရင် so thereပြီးရခါမှာ therapy ဆိုပြီးသုံးထားတာကိုတွေ့ရတယ် so thereဆိုရင်တမန်တစ်ထဲမှာ69ကြိမ်နဲ့တွေ့ရတယ်သူရဲ့မူရင်းအဓိပ္ပာယ်ကတော့ကယ်တင်တယ်ပေါ့နော်ဒါကြောင့် soteria ဆိုရင်ကယ်တင်ခြင်းနောင်ပုံစံဆိုတော့ soteriology ဆိုရင်ကယ်တင်ခြင်းကြောင့်လေ့လာတဲ့ဘာသာရပ်ကယ်တင်ခြင်းကြောင့်လေ့လာခြင်းဆိုတော့ဒါပေမဲ့16ကြိမ်အနေနဲ့ဆိုရင်ကျမ်းမာခြင်းဖြစ်သုံးထားတယ်ဆိုတော့တွေ့ရတယ်ဒါကြောင့်မလို့ကယ်တင်ခြင်းလို့ပြောတဲ့အခါမှာဒီနေ့ကျွန်တော်နားလည်ရမှာခန္ဓာစိတ်ဝိညာဉ်၃ပါးစလုံးအတွက်ဘုရားခင်ပြည့်စုံholistic ကယ်တင်ခြင်းပေါ့နော်ပြေဝဆိုတာလုံးစုံကိုကယ်တင်သွားတယ်ဆိုတော့ခန္ဓာစိတ်ဝိညာဉ်၃ပါးလုံးအတွက်ကယ်တင်ခြင်းအမှုဖြစ်တယ်ဆိုတော့နားလည်ဒီစကားလုံးအဖြစ်နားလည်ဖို့ဖြစ်တယ်ဒီ Greek therapy ဆိုတဲ့အရာကလည်းအသုံးများတဲ့စကားလုံးဖြစ်တဲ့အနာငြိမ်းခြင်းဒါကြောင့် therapy ဆိုတဲ့စကားလုံးက therapy ကိုဆင်းသက်လာတာဖြစ်တယ်45ကြိမ်တိုင်ဒီတမတစ်ထဲမှာသုံးထားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အနာငြိမ်းခြင်းတက်ရောက်တဲ့အပိုင်းကျွန်တော်ဆက်လက်ကြည့်အောင်နေ့လူရဲ့ခန္ဓာကိုယ်မှာခန္ဓာစိတ်ဝိညာဉ်၃ပါးရှိတဲ့အတိုင်းခန္ဓာကိုယ်မှာဆိုရင်အာယုံ၅ပါးရှိတယ် sight အမြင်ကြားတယ်ပြီးတော့အနံ့ခံတယ် taste ဖြစ်တယ်ပြီးတော့အရသာခံနိုင်တယ်ထိတွေ့နိုင်တယ် physiological နဲ့သက်ဆိုင်တယ်ဒီခါမှာစိတ်မှာဆိုရင် mind နေ့စိတ်ရှိတယ်ပြီးတဲ့အခါမှာဆန္ဒရှိတယ်ပြီးတော့ emotion စိတ်ခံစားချက်ပေါ့နော်ဒါပြီးတော့ spirit ဝိညာဉ်ပိုင်းမှာဆိုရင်ဘုရားကိုသိတဲ့စိတ်ဘုရားကိုနားလည်နိုင်တဲ့ဘုရားကိုအာယုံခံနိုင်တဲ့သဘောဓမ္မအာယုံပေါ့နော်ဒီဘက်မှာဝိညာဉ်နဲ့ပတ်သက်တဲ့အရာကိုရှိရဲဆိုတော့ကျွန်တော်နားလည်လို့ရတယ်ဆိုတော့ခန္ဓာကိုယ်ဒီဘက်မှာအနာငြိမ်းခြင်း healing of the body တော့မဿဲအခန်းကြီး9ငယ်35မှာဗာပြောလဲဆိုရင်ယေရှုသည်တရားစရတို့နဲ့ဆုံးမဩဝါဒပေးလျက်နိုင်ငံတော်နှင့်ရှင်သောဧဝံဂေလိတရားကိုဟောလျက်လူများခံရသောအနာရောဂါမျိုးမျိုးတို့ကိုငြိမ်းစေလျက်မြို့ရွာရှိသမျှတို့ကိုဒေသစာရီလှည့်တော်မူလူအစုဝေးတို့ကိုမြင်တော်မူလျင်တနာချင်းစိတ်ရှိတော်မူယေရှုခရစ်လောကမှာတက်ရှိတင်ရှားရှိခဲ့စဉ်ကဆိုရင်သူအဓိကပြုလုပ်တဲ့အမှု၃ခုကပါလဲဆိုရင် teaching နဲ့ preaching နဲ့ healing ဖြစ်တယ်ဆုံးမဩဝါဒပေးခြင်းတရားဟောခြင်းနဲ့အနာငြိမ်းခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဒီခန္ဓာကိုယ်ပေါ်၌ယောဂဖြစ်စေတဲ့ဒီအကြောင်းအရာ၄ခုပေါ့နော်အဲဒါကိုဆက်လက်ပြီးတော့ကြည့်အောင် organic disease ပျက်စီးခြင်းအပြင်ရရှိတဲ့ယောဂတွေ့ရတယ် functional disease နဲ့ organic disease ဆိုတွေ့ရ functional disease ဆိုတာ organ အင်္ဂါစိတ်ပိုင်းခန္ဓာကိုယ်ထဲမှာကောင်းတယ်ဒါပေမဲ့အလုံးကောင်းဆောင်အလုံးမလုပ်ဘူးဆိုရင်ဒါ functional disease လို့ရည်ညွှန်းပြီးတော့ဒီအင်္ဂါစိတ်ပိုင်းချို့ယွင်းနေဆိုရင်ဒါဖောက်ပြန်တတ်တယ်ဆိုတာ organic disease ပေါ့နော်ဆိုတော့ဥပမာဆိုရင်
နှလုံးဖောက်တာတို့ဒါမျိုးတွေဒီနှလုံးယောဂမျိုးပေါ့နော်ဒုတိယကတော့ဆိုရင်ခန္ဓာကိုယ်မှာယောဂဖြစ်စေတဲ့အကြောင်းအရာဘာတွေအကြောင်းလဲဆိုရင် bacteria နဲ့ virus ဆိုတော့ခုလောလောဆယ်မှာဆိုကျွန်တော်ကြုံတွေ့နေရတယ်ကမ္ဘာလုံးမှာကြုံတွေ့နေ virus ကဆိုရင်ဒါ bacteria မဟုတ်ဘူး virus Wuhan virus ဒါမှမဟုတ်ရင် COVID-19 virus ပဲဖြစ်ပေါ့နော်ဆိုတော့ virus အမျိုးအစားဖြစ်တဲ့အတွက်အရန်ကိုကျွန်တော်တို့တတိထားနေရတယ်ဒီတဲ့ခါမှာဒီ virus အတွက်လည်းစူးစမ်းပြီးတော့ကောက်ွယ်ဆေးတွေဥတမှုတွေဒီဘဝလုံးကအသေးအတန်လှုပ်ဆောင်နေရဲဆိုတော့ကျွန်တော်နားလည်လို့ရတယ်ဒီຢာတွေကခန္ဓာကိုယ်ဟိုမှာထိခိုက်နေတယ်အသက်ပါဆုံးနေတဲ့အဆင့်ထိဖြစ်တယ်ဆိုတော့ကျွန်တော်ဒီမှာနံပါတ်2မှာတွေ့ရတယ်ဆိုတော့နံပါတ်3ခန္ဓာကိုယ်ကိုဖြားနာစေတဲ့ခန္ဓာပုံးမှာကိုနာမကျန်းဖြစ်စေတဲ့အကြောင်းအရာကဘာလဲဆိုရင်နံပါတ်3က demonic oppression စာမာနရဲ့ဖိနှိပ်ခြင်းစာရဏမာနရဲ့ဖိနှိပ်ခြင်းယောဘခန်းကြီးယောဘဝိတုခန်းကြီးနဲ့ငယ်ခုမှကြည့်တဲ့အခါမှာစာရန်ဒီထာဝရဘုရားထံတော်မှာထွက်သွားယောဘဤခြေဖွားမှဥထိတ်တယ်အောင်သို့တော့အနာစိမ်းကိုတိုးပေါက်စေတယ်။မှာယောဘအသက်တာမှာအနာစိမ်းတွေပေါက်တဲ့အခါမှာသူလည်းပတ်စံရှိတယ်ချမ်းသာတယ်သူမျိုးမျိုးကုမှာပဲ။ဒါပေမဲ့မပြောက်ဘူးကုတ်ပဲကုတ်နေရတယ်။နော်ကုတ်ပဲကုတ်နေတယ်ဒါကဘယ်လိုမျိုးဒီဟာဘယ်ချိန်မှပျောက်သွားလဲဆိုရင်ဖခင်ခင်ထားမှာအနာငြိမ်းချင်းကိုရတဲ့အခါမှာပျောက်သွားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့ဒီလိုမျိုးအခြေအနေမျိုးခုတချို့သောလူတွေမှာကြုံတွေ့နိုင်တယ်တချို့သောလူမှာကျွန်တော်ကြားဘူးတာသူတို့တွေဆရာဝန်တွေပြတယ်ဆရာဝန်တွေကရှားတယ်စစ်ဆေးတယ်ယောဂရှာမတွေ့ဘူးဒါပေမဲ့သူတို့ကခံစားနေရတယ်ဒီလိုမျိုးတွေအများကြီးပေါ့နော်ဆိုတော့ချိုးသောသူတွေပြောမယ်ဆိုရင်ပြူစားခံရတာပဲဖြစ်ဒီလိုမျိုးသဘောတွေမာနရဲ့ဖိနှိပ်ခြင်းခံရတဲ့သူတွေကဘာလို့လဲဆိုရင် deliverance လို့ရတယ်ဖျားခင်အနာငြိမ်းခြင်းလို့ရတယ်ဆိုတော့ဒီနားလည်လို့ရတယ်ဒီရာအဖြစ်တဲ့စာရန်ရဲ့မာနရဲ့ဖိနှိပ်ခြင်းအဖြစ်လေဘာတွေ့ရလဲဆိုရင်ဒီနေ့ခန္ဓာကိုယ်၌ဖျားနာခြင်းနာမကျန်းခြင်းရှိရဲဆိုတော့တွေ့ရတယ်ဒါပေမဲ့တစ်ထက်မှာလည်းဥပမာများစွာကျွန်တော်ရှာတွေ့နိုင်တယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့နံပါတ်4ကအပြစ်တရားကြောင့်ခန္ဓာကိုယ်မှာနာမကျန်းတာဖြစ်စေနိုင်တယ်ဆိုတော့မာကုခန်းကြီးနဲ့ငယ်3ကနေ5ကြည့်ရမယ်ဆိုရင်ဒီကျမ်းပိုက်တွေကိုကြည့်တဲ့အခါမှာကျွန်တော်အပြစ်တရားကြောင့်ဖြစ်စေရဲ့အရာဖြားနာခြင်းနာမကျန်းခြင်းဆိုတဲ့အရာကိုကျွန်တော်နားလည်နိုင်မှာဖြစ်တယ်ဒီတစ်ချက်ကြည့်အောင်ကျွန်မခုခရစ်ဝင်ခန်းကြီးနဲ့ငယ်3ကနေ5ထိုအခါလက်ချေပေသောသူတယောက်ကိုလူ4ယောက်တို့သည်ခန့်၍အထံတော်သို့ဆောင်ခဲ့ကြ၏လူစုဝေးလျက်ရှိသောကြောင့်ကိုရောရင်းတို့မကန့်နိုင်သဖြင့်ကိုရောရှိရာပေါ်မှာအမိုးကိုဖောက်ထွင်းပြီးမှလူနာနှင့်တကွအိယာကလေးကိုရှော့ချကြ၏ယေရှုသည်ထိုသူတို့ယုံကြည်ခြင်းကိုမြင်လက်ချေပေသောသူအားငါတာသင်ရဲ့အဖြစ်ကိုလွတ်စေပြီးနေတော်မူဒီမှာဆိုရင်ဗာတွေ့ရလဲဆိုရင်လက်ချေပေကိုလည်းမလျှောက်နိုင်ဘူးအဲဆိုယေရှုစီကိုသူကတွားချင်တယ်လူစုလူဝေးကများတဲ့အတွက်မထိုးပေါက်နိုင်ဘူးသူတို့ကအမိုးဘဝနဲ့အဲ့လူနာကိုအောက်ရှော့ချလိုက်ယေရှုသူတို့ရဲ့လှုပ်ဆောင်ချက်ကိုမြင်တဲ့အခါမှာယုံကြည်ခြင်းကြီးတယ်သူတို့ရဲ့ယုံကြည်ခြင်းကိုမြင်တဲ့အခါမှာဘာပြောလိုက်တယ်အနာပြောက်စီမပြောဘူးဒီမှာတင်းရဲ့အဖြစ်ကိုငါသားတင်းရဲ့အဖြစ်ကိုလွတ်ပြီးလို့ပြောလိုက်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့အဖြစ်ကိုလွတ်ချင်းခံရတဲ့အခါမှာကျွန်တော်တို့ခန္ဓာကိုယ်မှာတက်ရောက်နေတဲ့ယောဂအနာတွေလည်းဒီနေ့ပျောက်ကွင်းတဲ့အခွင့်ကိုရရှိတယ်ဆိုတာကိုဒီကျမ်းပိုက်အပြင်နားလည်နိုင်တယ်နောက်ကျမ်းပိုက်တစ်ပိုက်ကပြောလဲဆိုရင်တင်းရဲ့အဖြစ်လုံးစုံကိုဖြေလို့ရတင်းအနာယောဂရှိသမျှတို့ကိုပျောက်စေတော်မူအနာယောဂရှိသမျှတို့ကိုပျောက်ကင်းစေဖို့ပျောက်စေအခွင့်ရရှိဖို့ရန်အတွက်ကဘာလဲကျွန်တော်တို့မှာဘုရားပြင်အဖြစ်လွတ်ခြင်းကိုလိုအပ်တယ်ဆိုတော့ဒီကျမ်းပိုက်အားဖြင့်နားလည်လို့ရတယ်ဆိုတော့နာငြိမ်းခြင်းစုကျေးဇူးဆိုတာခန္ဓာကိုယ်ပေါ်နဲ့ယောဂတွေကိုနာငြိမ်းစေခြင်းဖြစ်တယ်ဆိုတော့ဓမ္မသစ်ထဲမှာဒီနေ့ဥပမာတွေကိုဒီနေ့ကြည့်ရဆိုရင်အများကြီးတွေ့ရတယ်ဥပမာနံပါတ်1ကဒီနေ့ယောရှင်ခရစ်ဝင်ခန်းကြီး9ငယ်2ကနေ9ထိကြည့်မယ်ဆိုရင်ဗေဒရီသက်အိုင်မှာဒီနေ့နာတာရှိယောဂခံစားနေတဲ့38နှစ်လုံးနာတာရှိယောဂခံစားနေတဲ့ဒီကိုယေရှုခရစ်အားဖြင့်ကျမ်းမှာကျင့်ရရှိခဲ့တယ်ဆိုတွေ့ရတယ်ဒီနံပါတ်2မှာဆိုရင်မာကုခန်းကြီး9ငယ်30မှာ12နှစ်လုံးသူထိုမျိုးသမီးလည်းပဲနာတာရှိတယ်12နှစ်လုံးသွေးသွန်နာဆွဲတဲ့အမျိုးသမီးဟာလည်းသူ့ရဲ့ယုံကြည်ခြင်းအဖြစ်ကျမ်းမှာကျင့်ရတယ်ဆိုတွေ့ရတယ်နောက်တမန်တော်ခန်းကြီး9ငယ်15မှာလည်းပေတရုရဲ့အရေးအားဖြင့်တော့နာမကျမ်းတဲ့သူတွေနေမကောင်းတဲ့သူကျမ်းမှာချင်းရတယ်ဆိုတော့တွေ့ရတယ်။နောက်တမန်တော်ခန်းကြီး19ငယ်7မှာလည်းပေါလုရဲ့လက်ကင်ပေါ်လေးအားဖြင့်လည်း
Luna Miasa Jama Chinyare, so general Tushina. So, General Leshima, the Kali General Crusade Day, Crusade, and an ancient crusade day, but if you don't do that, to Jesuya do it, to down be the count, the jury, Piao Children Piao come up, Piao at the Son and Temple, Kali, and they are timid. The road and the area, my people, and but no Dima, how can you take me? Don't send it, don't lead him. You should let door, you should create a chamber. The truth or to you, and I yoga, nature, Makansaya, also to Yari. Yeah. You will hear Yachin Yawin, but Jama Dotun and a social to see the Yarupo, a tando, do, sound K. The mule only the Ghana must sue the Shijai. To do Piado and I swear to Yaru with the Placido. You might Patria saying. Naso swear to Manam, Machama to Shidanya, the Enuma she Shidanya, the Sushi, Laja, Shidanya, Machama to Shidanya, or. I mean, Jama Chinyado to Riga, all moving Patria, Anya Pia, two Piado and I swear to Nia, Anyasu with Jama Chinyare, Alon Jama Chinya, the house of Ria, in the room, Shimare, all the 6 Alon Lajare, Tabine. Yeshuga Hill Jamasira, many Anyasu, Jamasi, as well. The children of the Jamachamia is well. Hallelujah. Pajamle, Pialkin of Chani and Shikonshi. May Pialkin timing, Pialkin a chain, good chain and never Pia, and always labas on it. The note that Tema, in a Pia Lato, Nidri, Naipo, today, so select Pialkin, yet the Swan and Temple, Masala Yom Kibo, today, Kali, an Anyan Chachin, Nani, she did Kalima, Jan by Janza Hemafe, graduate, the PP, Nani, Chin, so I let you out. For Luca can you succumb a sending and a Saku Jimaso? Then it must ready to say up. You should quick up. Meno, yeah, Kokanago, the boy is a Papiava, with Yorikama, Luga, Kalidiani, the boy mini she is Jews and Sigama Pete. Jerusalem tea, Kalidan and Jerusalem tea, go yet the Neso. Yeah, and it only a teacher. But jump by my bum, below Matandana lesson, through twice in pain, than changing the Yapedo, Matandana. As they won, they were cleansed to your higher bread. It threw Chilan to land time, Yonki Chin, Chilan and land timer. So, and an inching, but the PB, do a can of Udema, 9 inching chip on here, those on here, so the Nunale. He shall can you master only, Nama Patiola, Taleswing. To do the Narulunchi champion Yacha, Nachans are touching his searching Kanyali. Maru named the chin chanda of this so much in the 2 what the Yawi. 2 Kanyado than Api, Maru, Napia Shijai. Amen. Nick Tarata Yabu. The Anan Iwaru yet, a pit drill supple. General Ludari, Miema, Lupu, Piagin, a big cameras, and Karama Chachin, ACC to a big canuyari. A big macanking a tea. To Babu Nachans on his searching. Chini, then chat or Domia, so we can get it. And a part of it. General and name book a day. Need General and name book a day so, need to know can you. Issue can get a denture time. Issue can get a 2 nation, next section time. General Lahata, Chinima Pissi, we have Jungi Champion. General to a name put a day so, General can you die out. Need Sibina. See how in Yasuga, Yoga Matipone, Yoga, Diga, don't go, you see this or do it. Now we are where the issue can get a denture or check a lesson, don't go check. But then when issue can get a denture or don't go check. So when I see yoga and you sa don't go, you do it. A diga, a new sabo, no? Don't go, you do it. Join me that day. Long out there, so to know Hallelujah. Who keep on it. Coronavirus and the new town about necessity respiratory disorders and necessity. So near sign a that you land sign a so the tema the news are them about it. A diga major or no be a tema can be a quite camera be a say when they are don't be a binary date on the view I mean say when they are nasty can be a yoga and a particular cooking a tata as well. So cooking a tire come on, Roka Power, chow down like John and no, the child of Milan, you, a little jabu up, no, chow down George John. I mean, a digger in the Alma,
အခုဆိုရင်28 respiratory disorder ဆိုတာ coronavirus ဆိုဒီအမျိုးအစားအောက်မှာရှိနေလို့ကျွန်တော်မြင်တယ်ဆိုတော့ဒီမှာ39မျိုးစားကိုကျွန်တော်တွေ့ရတယ်39မျိုးစားဒါကြောင့်မလို့တစ်ပေအခန်းကြီးနဲ့အငယ်24ထဲမှာဗာပြောလဲဆိုရင်ငါတို့ဒီအပြစ်နဲ့ဆိုင်တော့အရာနဲ့အသေးဖြစ်၍ဖြောင်းမချင်းအရာနဲ့အသက်ရှင်စေမှုကြောင့်ငါတို့အပြစ်များကိုကိုတော်တိုင်တက်တိုင်မာခံတော်မူပြီးတန်ချက်တော်များအဖြစ်သင်တို့သည်အနာပြောက်လျက်ရှိကြ၏တန်ချက်တော်များအဖြစ်သင်တို့သည်အနာပြောက်လျက်ရှိကြ၏ဒီနေ့ကျွန်တော်ယုံကြည်ရအောင်ယေရှုခံခဲ့တဲ့တန်ချက်တွေလောကမှာရှိတယ်ကျွန်တော်တို့ခံစားရမယ့်ယောဂတွေလာမယ့်ယောဂမျိုးစုံ virus မျိုးစုံပဲယေရှုရဲ့တန်ချက်တော်ကအနာငြိမ်းဖို့အတွက်လုံလောက်တယ်ဆိုတာကိုယုံကြည်ခြင်းပဲခံယူကြရအောင်ဒုတိယအနေနဲ့နာငြိမ်းခြင်းဖြစ်ပေါ်တဲ့ area အပိုင်းဟာစိတ်စာလံ140ငယ်3မှာပြောလဲဆိုရင်စိတ်ကြည်မွားသောသူတို့ကိုနှစ်သိမ့်စေ၍သူတို့ရဲ့အနာကိုပြုတော်မူဒီစိတ် inner healing စိတ်ရဲ့စိတ်ဆန္ဒရဲ့ခံစားချက်ကျိုးရဲ့ခံစားချက်တွေပေါက်ကွဲခံစားစိတ်တွေကြေကွဲနှလုံးတွေကြေကွဲလူဝင်ဆန္ဒ will ဆန္ဒတွေမဖြစ်တဲ့အခါမှာလဲကြေကွဲရတဲ့လူပေါင်းများဆိုတာတဘာပေါ်မှာလိုအင်ပြည့်တဲ့သူဆိုတာမရှိသလိုယနေ့ကြေကွဲနေတဲ့နှလုံးသားနဲ့အသက်ရှင်နေတဲ့သူဟန်ဆောင်နေတဲ့သူများများဆိုရှိတယ်ဒါပေမဲ့လူတွေကအပြင်ပိုင်းမှာတော့ပြုံးကောင်းပြုံးနိုင်တယ်ဒါပေမဲ့အတွင်းမှာကြေကွဲနေတဲ့သူများများစွာရှိနေနိုင်တယ်ဒါပေမဲ့ဖျားသခင်ကဒီအတွင်းပိုင်းအထိကိုမြင်တဲ့ဖျားဖြစ်တဲ့အတွက်ဒီနေ့စိတ်ကြည်မွားတော်သူကြေကွဲနေတဲ့သူအားလုံးအတွက်ဒီဖျားသခင်ထိုအနာကိုပဲကုသပေးနိုင်တဲ့ဖျားဖြစ်တယ်ဆိုတာကိုမြင်နှုတ်ပတ်တော်ကဂရုပေးနေတယ်ဒါကြောင့်မို့စကားပုံတစ်ခုရှိတယ်စိတ်ထောင်းလို့ကိုကြည်ဒီနေ့စိတ်ကမကြမ်းမာတဲ့အခါမှာဒီနေ့ခန္ဓာကိုယ်မှာလည်းယောဂပေါင်းများစွာခံစားနိုင်တယ်ဖြစ်ပေါ်နိုင်တယ်ဆိုတာကိုဆက်လက်ပြီးတော့နားလည်လို့ရတယ်အချင်းချစ်သူတင်းရဲ့စိတ်နှလုံးကိုကောင်းစားတဲ့ကဲ့သို့တင်းပြီးအရာရာ၌ကောင်းစားခြင်းနဲ့ကျမ်းမာခြင်းရှိနေကြောင်းလားဆိုတောင်း၏ဒီခန္ဓာကိုယ်ကျမ်းမာခြင်းရှိဖို့ရန်အတွက်ကဘယ်ပုံမှန်မူတည်လဲကျွန်တော်စိတ်နှလုံးကောင်းစားခြင်းပုံမှန်မူတည်တယ်တချို့သောသူတွေကဒီကျမ်းမာခြင်းကြားပြီးမကျမ်းမာနိုင်တာဘာကြောင့်လဲဆိုရင်သူရဲ့စိတ်နှလုံးထဲမှာဒီနေ့ခါစွာသောပင်မြစ်တွေချီနှောင်နေတဲ့ຢာခွန်မလို့နိုင်ခြင်းတွေရှိနေတဲ့အတွက်ဒီခန္ဓာကိုယ်ပေါ်မှာဒီယောဂါဖြစ်စေတယ်ဆိုတော့သိရတယ်။ဒါကြောင့်မလို့ကျွန်တော်တို့စိတ်နှလုံးကိုဒီဘုရားခင်ရဲ့တဘိုးတော်အဖြစ်အနာငြိမ်းဖို့လဲဒီစိတ်အပိုင်းမှာစိတ်ခံစားချက်အပိုင်းမှာဒီ inner healing လိုအပ်တယ်ဆိုတာကိုနားလည်ဖို့ဖြစ်တယ်။ဒါကြောင့်မလို့ဒီရဲ့ဩဝါစာခန်းကြီးစနစ်ငယ်ဆန္ဒမှာပြောထားတယ်သူတို့တွင်စုံတရားများဘုရားခင်ကျေးဇူးတော်ကိုမရပဲမနေစေခြင်းမှာခါဆော်တော်ပင်မြစ်ပေါက်ပြီးသူတို့ကိုနောက်ရှစ်တဲ့လူများတို့ဒီတော့ခါဆော်တော်ပင်မြစ်ခုမလို့နိုင်တဲ့အရာတွေကိုယ်တတထဲမှာဒီနေ့ရှင်တန်တဲ့အခါမှာအထဲကနေအမြစ်ပေါက်တဲ့အခါမှာအပင်ပေါက်လာတဲ့အခါမှာဒီနေ့ဘုရားရဲ့ကျေးဇူးတော်တောင်းမရပဲနဲ့နေသွားတယ်ဒီဘုရားရဲ့ကျေးဇူးတော်ထဲမှာဘာတွေပါလဲကျွန်တော်မထိုက်တန်မဲနဲ့အသက်ရှင်ရတဲ့အခွင့်မထိုက်တန်မဲနဲ့ကောင်းကြီးခံစားရတဲ့အခွင့်မထိုက်တန်မဲနဲ့ဒီနေ့ကျေးဇူးတော်များစွာခံစားနေတဲ့အခွင့်ဒီလက်လွတ်ရှုံးနိုင်တယ်ဒါကြောင့်မို့ကျွန်တော်တို့လူကြီးမမြင်နိုင်တဲ့အထဲမှာရှိတော့ဒီနေ့ခါဆော်တော့ပင်မြစ်တွေအပိုင်းကိုလည်းရှင်းထုတ်ပြဖို့လိုအပ်တယ်ဆိုတာကိုလည်းဒီအနေငယ်တိုက်တွန်းခြင်းနဲ့ခုမလို့နိုင်တဲ့အရာတွေကလည်းဒီနေ့အတွင်းပိုင်းကျမ်းမာခြင်းမရစေနိုင်တဲ့အကြောင်းဖြစ်တယ်အတွင်းပိုင်းကျမ်းမာခြင်း inner healing ဖြစ်ပေါ်ရင်အတွက်ဖွင့်လို့ခြင်းအရင်ကြီးတယ်ဆိုတော့ထပ်မံပြောခြင်းနဲ့ဒီပထနာတော်ထဲမှာခရစ်တော်ပြောလဲဆိုရင်ပထနာတော်တင်ပေးတဲ့အထက်မှာကျွန်တော်သူတို့ဘာပြီးကျွန်တော်ပြင်မာတော့ပြင်မာကိုကျွန်တော်ဒီလွတ်တကယ်တော့ကျွန်တော်ပြင်မာကိုလွတ်တော်မူပါပြည့်ပြည့်စုံအောင်လို့မလိုက်မပေါ်စလေမကောင်းတော့မှုရမကဲလို့တော်မူပါအစိုးပိုင်တော့ခွင့်နဲ့ဘုံလူအားလုံးပေါ်ဒီဘာသာကိုရရှိပါစေတော့ပြီးသွားပြီဒီမှာပြီးသွားပြီးတော့တပ်ပါလာသေးလဲဆိုရင်အပေါ်မှာလည်းပြောထားပြီးသူတို့ဘာအဖြစ်ကို
သူတို့ကကျွန်တော်ပြင်မှာတော့ကျွန်တော်ခွန်းလို့တကယ်ကျွန်တော်ပြင်ခွန်းလို့ပါလို့ပြောထားပြီးစူတောင်းပြီးနောက်ယေရှုကထပ်ပြောသေးတယ်ဒါလဲဆိုရင်တို့ဒီသူတို့ဘာလို့အပြစ်ကိုလွတ်လင်ကောင်းကင်ဘုံနဲ့ရှိတော်မူတော့သင်တို့အဖသည်သင်တို့အပြစ်ကိုလွတ်တော်မူမည်သင်တို့ဒီသူတို့ဘာလို့အပြစ်ကိုမလွတ်လင်သင်တို့အဖသည်သင်တို့အပြစ်ကိုလွတ်တော်မူမည်ဒီအပေါ်မှာပြောထားပြီးတော့အောက်မှာထပ်ပြီးတော့ယေရှုကနှစ်ခါသုံးခါထပ်ပြောထားရဲဆိုတော့တွေ့ရတယ်ဆိုတော့ဘုရားခင်ကိုယ်တိုင်ကအကြောင်းအရာတစ်ခုကိုနှစ်ခါသုံးခါပြောတယ်ဆိုတော့ဒီက serious ဖြစ်တယ်ဒီအရေးကြီးတယ်ဆိုတော့ကျွန်တော်နားလည်ဖို့ဖြစ်တယ်ဒီအရာကကျွန်တော်တို့အသက်တာအတွက်အကျိုးဖြစ်စေဖို့ရန်ဖြစ်တယ်ဒီခွင့်လွှတ်ခြင်းကကျွန်တော်ရဲ့အတွက်ကောင်းကျိုးဖြစ်စေဖို့ကျေးဇူးတော်တာ၍ခံစားစေဖို့ဖြစ်တယ်ဒီခွင့်လွှတ်ခြင်းအဖြစ်ကျွန်တော်တို့အသက်တာထဲမှာကျမ်းမာခြင်းဖြစ်စေုံနဲ့မကဒီအတွင်းထဲမှာခံစားနေရတဲ့ကြေကွဲနေတဲ့ခံစားနေတဲ့အရာတွေယောဂတွေလည်းဒီမချီနှောင်မှုတွေလည်းခွင့်လွှတ်ခြင်းအဖြစ်ဒီကျွန်တော်တို့အသက်တာထဲမှာဒီထိုအပိုင်းကိုလည်းဘုရားခင်ကအနာငြိမ်းစေနိုင်တော့ဘုရားဖြည့်ရှင်းပေးနိုင်တဲ့ဘုရားဖြစ်တယ်ဆိုတာကိုနားလည်နိုင်ဖို့ဟောပေးခြင်းနဲ့ဆက်ပြီးတော့တတိယအပိုင်းကိုကျွန်တော်ကြည့်အောင်တတိယအပိုင်းမှာဘာကိုတွေ့ရလဲဆိုရင်ဝိညာဉ်အပိုင်းဝိညာဉ်ကျမ်းမာခြင်း spiritual healing ဝိညာဉ်ရေးမြတ်ကမ်းခြင်းဝိညာဉ်ရေးနားထိုင်ခြင်းဝိညာဉ်ရေးမှာဖျို့ဖျက်ဖြစ်နေတဲ့အတ္တတာတွေကိုယနေ့ကျမ်းမာခြင်းပေးနိုင်တဲ့ဘုရားဖြစ်တယ် healing of spirit ဒီနေ့ရောမခန်းကြီး9အငယ်9ကနေ10ကြည့်တဲ့အခါမှာခရစ်တော်ရဲ့အသေးခံခြင်းအဖြစ်ယနေ့ကျွန်တော်တို့ကအရင်တော့ဘုရားခင်နဲ့အဆက်ပြတ်တယ်ဘုရားခင်နဲ့ယံသူကဲ့သို့ဖြစ်တယ်ဟိုဘုရားခင်ကယံငိမ့်စေတယ်ဆိုတော့တွေ့ရတယ်ဒီအာရနဲ့အေဝါဘုရားရဲ့ပြည့်ညတ်ချက်ကိုသူတို့ချိုးဖောက်လိုက်တဲ့အခါမှာသူတို့ဘုရားကပြည့်ညတ်ထားပြီးသားပြောတယ်သင်တို့ထိုတီးကိုစားရနေဒီကံမှန်တရားဆိုတော့ထိုတေချင်းကိုများသောအားဖြင့် spiritual death လို့ပြောတယ်ဒီဝိညာဉ်ရေးရာတေဆုံးခြင်းဒါမှမဟုတ်ဘုရားနဲ့အဆက်ပြတ်ခြင်း separation ဖြစ်တယ်ဆိုတော့ယေရှုခရစ်ရဲ့အသေးခံခြင်းအပြစ်ကြွေးဆက်ပေးခြင်းအဖြစ်ယနေ့ဘုရားခင်နဲ့ခမည်းတော်ဘုရားနဲ့ကျွန်တော်တို့ပြန်လည်ပြီးတော့ယဉ်နီးရတော့ခွင့်ပြန်လည်ပြီးတော့ယဉ်ငင်းရတော့ခွင့်ဟိုဝိညာဉ်ပိုင်းဆိုင်မှာပြန်လည်ပြီးတော့ဒီကျမ်းမှာအတစ်တပံပြန်လည်ရှင်သန်ရတဲ့ခွင့်ကိုယေရှုခရစ်အသေးချာပြီးလှုပ်ဆောင်ပေးခဲ့တယ်ဆိုတော့ကျွန်တော်နားလည်လို့ရတယ်ဒီကျမ်းစာမှာကြည့်အောင်တို့ဖြစ်ယခုတွင်အသွေးတော်အားဖြင့်ဖြောင့်မတ်ရာသို့ရောက်ပြီးမှထိုသခင်အားဖြင့်အပြစ်ငရဲမှကဲ့ကျွတ်တော်မူခြင်းကိုရောက်မည်ဟုတာ၍မျှော်လင့်เสียရှိ၏အကြောင်းမူကားယံသူဖြစ်လျက်ပင်ဘုရားခင်သားတော်သေခံတော်မူခြင်းအားဖြင့်ငါတို့သည်ဘုရားခင်နှင့်မိတ္တဟာရဖွဲ့ခြင်းကျေးဇူးတော်ကိုခံရပြီးမှန်လင်မိတ္တဟာရဖွဲ့ပြီးမှအသက်တော်အားဖြင့်ကယ်တင်တော်မူခြင်းကိုရောက်မည်ဟုတာ၍မျှော်လင့်เสียရှိ၏အာမင်ဒီ gifts of healing နာယောဂငြိမ်းခြင်းဆိုရဲအကိုဒီ Greek ပုံစံမှာဆိုရင်ရေးသားတဲ့အခါမှာသူရောအများအဖြစ်တွေ့ရတယ်ဒါကြောင့်မို့ variety ဒီနေ့အမျိုးမျိုးပြပြတော့စုကျေစုအနာငြိမ်းခြင်းစုကျေစုများရှိရဲဆိုတော့နားလည်ဖို့ဖြစ်တယ်ဒီကျွန်တော်ကဈေးမှာတွားပြီးတော့တပြည့်ပြီးဝယ်ခဲ့လို့ပြောတဲ့အခါမှာဒီနေ့တပြည့်ပြီးတစ်လုံးပဲဝယ်လာမှာမဟုတ်ဘူးဝယ်တဲ့သူကဒီတစ်ခိုင်ပဲဖြစ်ဖြစ်နှစ်ခိုင်ပဲဖြစ်ဖြစ်သုံးခိုင်ပဲဖြစ်ဖြစ်အဲ့ဒီသူဝယ်လာတဲ့ထဲမှာပါနေမှာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ဒီစုကျေစုထဲမှာမျိုးမျိုးပြပြရှိတယ်ဆိုတာကိုနားလည်ဖို့ဖြစ်တယ်ဒါကြောင့်စုကျေစုရရှိတဲ့သူတွေလည်းချို့တော်သူတွေကမတူညီကြတာကိုကျွန်တော်တွေ့ရတယ်ဥပမာအနေနဲ့ Smith Wigglesworth ဆိုရင်သူကကြားဖြင့်အနာငြိမ်းစုကျေစုကခန္ဓာကိုယ်အတွင်းပိုင်းမှာဖြစ်နေတဲ့အရာတွေအထူးသဖြင့်သူကအနာငြိမ်းခြင်းပိတ်စုကျေစုရှိတယ်တွေ့ရတယ်ခင်းနဲ့ Hagen ရဲ့ဆရာကြီးမှာဆိုရင်သူကကင်ဆာတို့အကျိတ်တို့စသဖြင့်မှာစုကျေစုအနာငြိမ်းခြင်းရှိတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်နောက် FF Forsworth ဆိုရင်သူအထူးသဖြင့်နားလေးတဲ့သူနားမကြတဲ့သူပေါ်ရင်မှာဒီဖျားကအနာငြိမ်းခြင်းစုကျေစုပေးထားရဆိုတွေ့ရတယ်ချို့တော့သူဆရာတွေမှာဆို AIDS ပြောပြနေတဲ့အနာငြိမ်းခြင်းစုကျေစုစသဖြင့်အထူး specialist တွေချို့ရှိတယ်ဒီလောကမှာတောင်ပဲဟိုအထွေထွေယောဂကုဆရာဝန်နဲ့ပြဖို့ရင်လူတွေတိတ်မကျေနပ်ကြဘူးအဲ့ဒါသမားတော်အထူးကူမှဒီနေ့ဆိုတော့နေဝိညာဉ်ရေးအစုကျေစုနဲ့ပတ်သက်ပြီးတော့ဘုရားရှင်က variety ဆိုတဲ့အထူးပြပြတော့အမည်စုကျေစုညာ
ကိုဒီနေ့သူပေးအပ်ခြင်းနဲ့သူပုဂ္ဂိုလ်ပေါ်မှာဘုရားခင်ပေးအပ်ထားရဲဆိုတော့ကျွန်တော်ဆက်လက်ပြီးဒီ gifts of healing ဆိုရအများပုံစံပေါ့ပြည့်ပုံစံကိုကြည့်ချင်းအဖြစ်ကျွန်တော်သဘောပေါက်နိုင်တယ်ဒီခရီးယန်သမိုင်းမှာပေါ့နော်ဒီဘုရားခင်ကအသုံးပြုတဲ့ပုံကိုယ်အကြောင်းနဲ့ကျွန်တော်ဝင်လာခြင်းနဲ့ကျွန်းကြီးလေးဆိုရင်spoken Washington spoken ကျွန်တော်တို့နေတဲ့မြို့အနေတိတ်မဝေးဘူးပေါ့နော်ပြောမယ်ဆိုတော့သူကဘုရားခင်ကကြီးမားစွာနိုင်ရင်းချင်းသူကျေးဇူးကိုရရှိခံစားတဲ့ပုံကိုဖြစ်တယ်1890ကနေ1935ဒီအသက်ရှင်ခဲ့တဲ့ပုံကိုဖြစ်တယ်ဒီခါတော့အာဖရိကဘက်မှာဒီပလိယောဂာနဲ့ဖြစ်တဲ့အခါမှာသူကအဲ့ပိုင်းကိုအာဖရိကဘက်ကိုကူညီဖို့သူတွားတယ်သူတွားတဲ့အခါမှာသူအကောက်ခွဲမယူဘဲနဲ့ယောဂရှိတဲ့သူတွေနားမှာကူညီလှုပ်ဆောင်တဲ့အခါဆရာဝန်တွေကသူ့မှာဘာမှဥစ္စာမရှိတာကိုတွေ့ရတဲ့အခါမှာအော်ပြီးတော့တန်တမှုလုပ်တယ်ဆိုတော့အဲ့ဒီတည်နေတဲ့သူရဲ့ပါစက်တဲ့အမြုပ်ကိုပလိယောဂါကြောင့်တည်နေတဲ့အမြုပ်ကိုယူလိုက်တယ်မိုက်ခရိုစကိုပ်မှာကြည့်တယ်ပိုးရအသက်ရှင်နေဆိုတော့အဲ့ဒီအမြုပ်ကိုပဲယူပြီးတော့ကျွန်းကြီးလေးရဲ့လက်ပေါ်မှာတင်ပြီးတော့မိုက်ခရိုဆို့အောက်မှာကြည့်တဲ့အခါမှာတင်လိုက်တဲ့သူ့ရဲ့လက်ပေါ်ရောက်ပြီးမကြခင်မှာအဲ့ပိုးရတေသွားတယ်ဆိုတော့ကျွန်းကြီးလေးကဘာပြောလဲဆိုဆရာကြီးခရစ်တော်ထဲမှာရှိတဲ့အသက်ရှင်တဲ့ဝိညာဉ်ကဒီတေခြင်းတရားအပြစ်တရားနဲ့သူ့ကိုကင်းလို့စေတယ်ဆိုတော့သူတက်ပြီးခံသွားတယ်ဒီနေ့ကျွန်တော်တို့အထဲမှာအသက်ရှင်တဲ့သူကလောကမှာရှိတော့သူတက်ပါကြီးမားတယ်ဆိုတော့ကျွန်တော်သတိရဖို့ဖြစ်တယ်နောက်တယောက်ကတော့ John Alexander Dowie ဆိုတဲ့ပုဂ္ဂိုလ်အကြောင်းကိုနည်းဝင်ငါချင်တယ်ဒီတယောက်ကလည်းဒီဆရာကြီးကလည်းတကယ်ပဲသူ့ရဲ့အချိန်သူ့ခေတ်ခါမှာဆိုဖျားရင်ကြီးမားစွာအသုံးပြုခဲ့ပြီးတော့ဘယ်လောက်ထိတောင်ပြင်ပနေဆက်ခြင်းပြီးတော့အတိုက်ခံရှိခဲ့လဲဆိုရင်ဆရာဝန်အသင်းချီကာဂိုမှာရှိတဲ့ဆရာဝန်စေကူတာရဲ့အသင်းကတော့သူ့တရားစွဲတာတော့သူအစည်းအဝေးတွေကိုပိတ်ပင်တာတော့နောက်ဆက်တာမျိုးအထိဖြစ်လာတယ်။ဘာကြောင့်လဲသူကသူ့ကိုဆွဆွဲကြတာပါလဲဆိုရင်ဆရာဝန် medical license ပေါ့စေကူတာမှု license မရှိဘဲနဲ့လူတွေကိုကြမ်းမာစေတယ်။ဆရာဝန်တွေထက်တောင်ကြမ်းမာခြင်းအမှုကိုဆရာဝန်တွေမတက်နိုင်တဲ့ယောဂတွေတောင်သူ့စီကိုတွားတဲ့အခါမှာသူ့အားဖြင့်ဖျားခင်သူ့ကိုအသုံးပြုခြင်းအဖြစ်အနာယောဂငြိမ်းချင်းပို့ပြီးတော့နာမည်ကြီးတဲ့အခါမှာကြော်ကြားတဲ့အခါမှာဆရာဝန်တွေနဲ့တောင်အပြိုင်အဆိုင်ဘယ်လိုကြောင်းရန်အပြိုင်အဆိုင်ဖြစ်နေရတဲ့အထီတောင်ဖျားခင်သူ့တက်တာထဲမှာအသုံးပြုခဲ့ရဆိုတွေ့ရတယ်သူကသူ့တက်တာတွေကိုလေ့လာတဲ့သူကလည်းစူတောင်းခြင်းအားကြီးသောသူဖြစ်တယ်ဆိုတော့တွေ့နိုင်တယ်နောက်တစ်ယောက်က Stephen Jeffrey ဒီပုဂ္ဂိုလ်ကလည်းဘုရားခင်အသုံးပြုတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒီနေ့သူတခါတော့ခရူစိတ်လုပ်နေတဲ့အချိန်မှာသူကတန်ရှင်တော်ဝိညာဉ်တော်သူ့ထဲမှာလှုပ်ရှားပြီးတော့ဒီနေ့သူကတရားမဟောဘဲနဲ့အဲ့စင်ပေါ်ကနေအောက်ကိုပုံချတယ်အောက်မှာပါရှိရဲဆိုတော့သူအနာငင်းချင်းအတွက်တောင်းရဝီချဲပေါ်မှာထိုင်နေတဲ့သူရှိနေတွေ့သူအဲ့အောက်မှာရှိနေဝီချဲပေါ်လူတယောက်ကိုလမ်းမလျှောက်နေတဲ့သူပြီးတော့လက်ဆွဲပြီးတော့မတ်တရခံလိုက်တဲ့ခါမှာအဲ့ထိုင်နေတဲ့ဝီချဲပေါ်မှာရှိတဲ့သူက3မိနစ်အတွင်းမှာပဲပတ်ပြီးတော့ပြေးနိုင်တယ်ချက်ချင်းကိုကြမ်းမှချင်းခွင့်ရသွားတယ်ဆိုတော့အာဟုတ်ပဲဖျားခင်နာနေချင်းအတွက်ပေါ့နော်တွေ့ရတယ်တမန်ကျမ်းစာထဲမှာပဲနာရောဂါငြိမ်းစေနိုင်ဖို့ရန်အတွက်ဖြစ်စေတဲ့ဒီလန်ချုပ်ကိုဒီအနေငယ်ဝင်ငါချင်တယ်ဒီအနာရောဂါငြိမ်းချင်းကိုဘယ်လိုချိန်မှာဘယ်လိုအားဖြင့်ကျမ်းစာထဲမှာဖြစ်စေလဲဆိုရင်လူတွေပေါ်မှာလက်တင်ခြင်းအဖြစ်ဒါကြောင့်မို့မာကုခန်းကြီး16ငွေ18မှာပြောလဲဆိုရင် they will lay hands on the sick လူနာတွေပေါ်မှာလက်တင်တဲ့အခါမှာပြောလဲ they will recover သူတို့ကကျမ်းပါမယ်ဒါကြောင့်မို့ကျွန်တော်တို့ဘုရားခင်ပိတ်သိပ်ပြီးတဲ့သူတွေဘုရားခင်ပိတ်သိပ်ထားတဲ့ဆရာတွေကလူနာတွေပေါ်မှာဆူတောင်းပေးတဲ့အခါမှာသူတို့တွေကျမ်းမာခြင်းရကြတယ်ဆိုတော့ဒီမှာတစ်ခါလေကျွန်တော်တို့ဆရာတွေကဆူတောင်းပေးတယ်ဒါပေမဲ့ဆူတောင်းပေးချင်းသူတို့တော်တော်ရမှာချက်ချင်းကျမ်းမာခြင်းမှာကျမ်းမာမယ်ဘာကြောင့်လဲဆိုရင်ဒီမှာပြောထားတဲ့အတိုင်းဒီကလုံးကရှင်းပါတယ် they will recover လို့ပြောတယ် recover ဆိုတဲ့အရာကအချိန်ကြာတယ် process ဖြစ်တယ်
တပတ်ဖြစ်ပြင်မယ်စူတောင်းခံပြီးတော့တပတ်မှာပြောင်းမယ်တက်လာမှာလည်းပြောင်းမယ်ဆိုတော့လနဲ့ကြာနေကြာနိုင်ဆိုတော့ဒါပေမဲ့ဒီနေ့ဖျားအသုံးပြုရသူရဲ့လက်တင်စူတောင်းပေးခြင်းအဖြစ်ဒီအနာငင်းခြင်းအဖြစ်စေနိုင်တယ်ဆိုတော့နံပါတ်1ပုံစံအနေနဲ့ကျွန်တော်တွေ့ရှိနိုင်တယ်နံပါတ်2ပုံစံက spoken word နှုတ်ပတ်တော်စေလို့ခြင်းနေ့နှုတ်ပတ်တော်လွတ်တဲ့သူတို့ရဲ့အနာကိုငြိမ်းစေဖြစ်စီးခြင်းအရာများတွေကနှုတ်ယူတော်မူဆိုပြီးတော့နှုတ်ပတ်တော်ကပြောထားတယ်စာရန်ပြခွန်အငယ်20မှာဆိုတော့ healing across space time ပေါ့နော်ဒီအနာငြိမ်းယောဂနေခြင်းကဒီနေ့အချိန်ကာလကိုကျော်လွန်ပြီးတော့ခီးသွားတဲ့တက်ရောက်အကျိုးတက်ရောက်စေတဲ့နာငြိမ်းခြင်းမျိုးဖြစ်တယ်နှုတ်ပတ်တော်စေလွတ်တဲ့ခါစေလွတ်ခြင်းရရှိတဲ့ချက်ချင်းမှာပဲခံယူတဲ့ဒီအတ္တပါထဲမှာနာငြိမ်းခြင်းဖြစ်ပေါ်တယ်ဆိုတော့တွေ့ရတယ်ဥပမာအနေနဲ့ယောဟန်ခန်းကြီးရှင်းခွင့်ခန်းကြီးလေးအငယ်46ကနေ53ကျွန်တော်ဒီလိုကြည့်အောင်ရေကိုစပြည့်ဖြစ်စေသောအရက်ဂါလိလဲပြည်ကာနာမြို့တို့တဖန်ကြွတော်မူ၏ကပရေနောင်မြို့၌အမတ်တယောက်၏သားသည်အနာယောဂဆွဲလျက်ရှိယေရှုသည်ယူဒပြည်မှဂါလိလဲပြည်သို့ရောက်တော်မူသူထိုမတ်သည်ကြားလင်အထံတော်သို့သွား၍တေခါနီဖြစ်တော်မိမိသားစီကိုကြွ၍အနာယောဂကိုငြိမ်းစေတော်မူကြောင်းတောင်းပန်လေ၏ဒီမှာအမတ်တယောက်ကသူ့ရဲ့အသားနာမကျမ်းဖြစ်နေတယ်တေခါနီဖြစ်နေယေရှုကသူတို့မြို့လာရဲဆိုတော့သိတဲ့အခါမှာသူစီသွားပြီးတော့သူ့အိမ်ကိုကြွပေးပါသူ့ရဲ့သားရဲ့ယောဂကိုပျောက်ကင်းစေပါဆိုပြီးတနာခံတယ်ယေရှုကပြောလဲယေရှုကလည်းသင်တို့ဒီနမိတ်လက္ခဏာနဲ့အံ့ဖွယ်တော်မူလို့မမြင်ရယုံကြည်ခြင်းမရှိကြောင်းမိလို့လို့ခင်ကျွန်တော်ရဲ့သားမသိဘူးကြွတော်မူပါတော့အမှရှောက်ပြန်ယေရှုကလည်းတွားတော့တေးသားပြီးအသက်ချမ်းရပြီးမိတော်မူထိုမတ်ဒီယေရှုမိတော်မူသောစကားကိုယုံ၍တွားလေ၏လမ်း၌တွားစဉ်တွင်မိမိငယ်သားတို့ဒီခီးဥကြို၍ကိုရောဤသားပြီးအသက်ချမ်းရပြီးကြားလျှောက်ကြ၏ကိုရောမကယေရှုကိုရောကျွန်တော်သားပေးတော့မယ်ကိုရောမကြွအောင်ဆိုရင်ကျွန်တော်သားပေးတော့မယ်ဆိုတော့ယေရှုကပြောတယ်သွားပါဒီရဲ့သားကတက်ချမ်းရပြီယေရှုပြောတဲ့နှုတ်ထွက်စကားကိုထိုအမတ်ကယုံပြီးတော့ပြန်သွားတဲ့အခါမှာယေရှုပြောတဲ့နှုတ်ထွက်စကားကိုထိုအမတ်ကယုံကြည်ပြီးတော့သွားတဲ့အခါနှုတ်ပတ်တော်ကိုစေလွတ်ခြင်းခံရတဲ့အခါမှာနှုတ်ပတ်တော်စေလွတ်တဲ့ဖြစ်ကျွန်တော်အနာရောဂါငြိမ်းခြင်းခံရမယ်နှုတ်ပတ်တော်ပြောတယ်ထိုမတ်ဒီယေရှုစကားကိုယုံပြီးတော့ပြန်သွားတဲ့အခါမှာလမ်းမှာသူ့ရဲ့ငယ်သားတွေကသူ့ကြိုးတယ်ကိုရဲ့သားသခင်ကိုရဲ့သားကျမ်းမာပြီလို့ပြောတဲ့အခါမှာအဲဒီအမတ်ကဘယ်ချိန်မှာကျမ်းမာတာလဲမနေ့က9နာရီချိန်မှာဖြန်းလာတော့ပြန်လျှောက်ကြတယ်ထိုချိန်ကတင်းရဲ့သားပြီးအချမ်းသာရပြီးယေရှုမိန့်တော်မူသောအချိန်ဖြစ်ပြီးတော့အပါပြီးကိုယ်တိုင်မှစတော့ဒီအိမ်သူအိမ်သားပေါင်းတို့ဒီယုံကြည်ခြင်းတို့ရောက်ကြ၏အာမင်ဒီနှုတ်ပတ်တော်ကိုရရှိပြီးတော့အနာငြိမ်းခြင်းရရှိခံစားတဲ့သူတွေဖြစ်စေဖို့ရန်အတွက်ဒီမှာကျွန်တော်ရှိရဲ့ရောက်တဲ့နေရာရှိတဲ့နေရာဒီမှာနည်းနည်းဖျားပြီးလုပ်ပါစေနောက်တတိယအနေနဲ့ anointing with wine ပိဋိချင်းစီအခုခန်းကြီး6နဲ့73မှာဒီပိဋိချင်းစီအားဖြင့်ဖျားနာသူကိုကြားမှာစီရဲဆိုတော့တွေ့ရတယ်ဒါကြောင့်မို့ရာကုတ်ထဲမှာပြောလဲဆိုရင်နာမကျန်တဲ့သူရှိလို့ရှိရင်သင်တို့တက်တင်ပြီးတော့စီယိုလိန်ဟန်ပြီးတော့ဆူတောင်းပေးတဲ့အခါမှာသူရဲ့ယုံကြည်ခြင်းပဒနာအားဖြင့်သူအနာငြိမ်းနေတွေ့ရတယ်ဒါကြောင့်မို့ anointing with wine စီအားဖြင့်ပိဋိချင်းစီအားဖြင့်ကျမ်းမာခြင်းရရှိတဲ့အရာကိုပုံစံကိုတွေ့ရတယ်နံပါတ်4 special anointing 2ပိဋိချင်းခံရတယ်တမန်တော်19အငယ်7မှာဆိုရင်ဘာတွေ့ရလဲဆိုရှင်ပေါလုရဲ့လက်ကံပေါ်အားဖြင့်လူနာရဲ့ကျမ်းမာတယ်ပြီးတဲ့အခါမှာပိဋိယူရဲ့အရေးအားဖြင့်လူနာရဲ့ကျမ်းမာတယ်ဆိုတော့အထူးပိဋိချင်းအားဖြင့်အချို့ဆရာတွေသူတို့ရောက်တဲ့အခါမှာသူတို့ဘေးမှာရှိတဲ့ဒီအားလုံးအနာရောဂါမတိမတာအားလုံးအနာရောဂါငြိမ်းချမ်းရတယ်ဆိုတော့တွေ့ရတယ်ဒါလည်းမျိုးပိဋိချင်းရှိတာပေါ့အချို့သောသူတွေကဖျားပိဋိပြီးတဲ့အခါမှာဖုံတဲ့ကနေဒီကျွန်တော်တို့စွတောင်းပေးရုံနဲ့စကားပြောပေးရုံနဲ့ဟိုမှာတစ်ခါမှာအနာရင်းချင်းရှိတယ်ဆိုရဘုရားကအထူး anointing ရရှိတဲ့ဒီအကြောင်းအရာကိုလည်းတွေ့ရတယ်အထူးသော anointing အားဖြင့်ပိဋိချင်းအားဖြင့်ကျမ်းမာခြင်းရတဲ့ပုံစံကိုလည်းတွေ့နိုင်တယ်ဒီနံပါတ်5မိမိကိုယ်ကိုမိမိယုံကြည်ခြင်းစွတောင်းခြင်းဒီနေ့ဘုရားနဲ့ကျွန်တော်တို့ကအစီတားမရှိဘုရားစီကိုတောင်းလျှောက်နိုင်တယ်စွတောင်းနိုင်တယ်ခွင့်ရရှိတဲ့သူတွေဖြစ်တဲ့အတွက်
ကိုယ့်ရဲ့ယုံကြည်ခြင်းကိုဆူတောင်းတဲ့အခါမှာဘုရားကအမှုပြုနေဆိုတော့ဂတိတော်ရှိပြီးသားဖြစ်တယ်ဒီနေ့ကိုခံစားရတဲ့ကိုယ့်ရဲ့ဝေဒနာတွေကိုဒီနေ့ယုံကြည်ခြင်းနဲ့ဆူတောင်းတဲ့အခါမှာအနာငြင်းခြင်းရရှိနေဆိုတဲ့အရာကိုပုံစံလည်းတွေ့ရတယ်နံပါတ်6ပုံစံကဘာလဲဆို prayer agreement ကျွန်တော်လူမျိုး3စုဝေးပြီးတော့ဆူတောင်းစီစဉ်မှာပဲဖြစ်ဖြစ်ဆူတောင်းစီဝေးမှာပဲဖြစ်ဖြစ်ဒီမကြမ်းမာတဲ့သူတို့အားလုံးကဝိုင်းပြီးဆူတောင်းပေးတယ်ဒီဟာလည်းဖျားဆောင်ပါတယ်သူရဲ့ဆူတောင်းတာကိုနားညောင်းနေဆိုရယ်ဂတိတော်နဲ့ထို့သောအဖြစ်နာယောဂငြိမ်းချမ်းမှုလည်းမြင်တွေ့နိုင်တယ်ဆိုတဲ့ပုံစံကိုကျွန်တော်တွေ့ရတယ်အဲကြောင့်မလို့ကျွန်တော်တို့ဆူတောင်းစီဝေးတွေမှာဒီကိုယ့်ရဲ့ပြဿနာဆူတောင်းနာငြိမ်းခြင်းညာငြိမ်းချင်းရဖို့ရန်အတွက်ယောဂကိုတင်ပြမယ်ဆိုရင်မချက်ပဲတင်ပြကြဖို့ဒီကိုယ်ကိုတကယ်ပဲကိုယ့်ရဲ့မေတ္တာနဲ့ကိုယ့်ဝင်တာနဲ့ဆူတောင်းပေးတဲ့သူကိုယ့်ရဲ့ခွင့်ရတတ်တာထဲမှာဒီကိုမောင်နှမတွေအဲ့လိုမျိုးခွင့်ရတဲ့ brother and sister in Christ ပေါ့နော်ခရစ်တော်ထဲမှာညီကိုမောင်နှမတွေဆူတောင်းပေါ်ရဲဘက်တွေလည်းကျွန်တော်တို့ရှိဖို့အရေးကြီးတယ်ဆိုတော့ကျွန်တော်နားလည်လို့ရတယ်သူတို့ကသဘောတညီတညွတ်တဲ့ကျွန်တော်တို့အတွက်ဆူတောင်းပေးတဲ့အခါမှာဒီဖျားအမှုပြုနေအနာငြိမ်းချမ်းမှုပြုနေဆိုတဲ့ပုံစံကိုနံပါတ်6ပုံစံမှာတွေ့ရတယ်ဆိုတော့နံပါတ်9ကဘာလဲဆိုရင်အနာငြိမ်းချမ်းပုံစံကအနာငြိမ်းချမ်းစုကျေးဇူးအဖြစ်အနာငြိမ်းချမ်းအခွင့်ကိုရရှိခြင်းကိုတွေ့ရတယ်ဒီကောခန်းကြီးစနစ်အငယ်8ကနေ7မှာကြည့်အောင်ထိုဝိညာဉ်တော်အဖြစ်တယောက်တော်သူကအနာယောဂါကိုငြိမ်းစေသောအခွင့်ကိုပေးတော်မူဒါကြောင့်မို့ဒီအနာယောဂါငြိမ်းခြင်းစုကျေးဇူးအဖြစ်ဘုရားခင်ကကျွန်တော်ပေးရတယ်ဆိုရင်ဒီအနာယောဂါငြိမ်းစေတဲ့အခွင့်ရရှိရမှာကသူတစ်ပါးအနာယောဂါငြိမ်းခြင်းအခွင့်ကိုပြုနိုင်တော့သူတွေဖြစ်မယ်ဒီထို့သောပြုနိုင်ခြင်းအဖြစ်ဒီဖျားဘုံတော်ထင်ရှားစေဖို့ဖြစ်တယ်ဆိုတာကိုကျွန်တော်မမေ့ဖို့ဖြစ်တယ်မိမိရဲ့ဘုံမိမိရဲ့နာမည်ကြီးဖို့ရန်အတွက်မဟုတ်ပဲနဲ့ဒီဖျားဘုံတော်အတွက်ဖျားရဲ့နာမတော်ကြီးမြတ်ဖို့ရန်အတွက်ဖြစ်တယ်ဆိုတာကိုကျွန်တော်တတ်လုံးမမေ့ဖို့ဖြစ်တယ်ထိုကဲ့သို့သောဆုကျေးဇူးကိုအားလုံးရကြမလားမရဘူးဘာကြောင့်လဲဆိုတော့နှုတ်ဘတ်တော်ကပြောထားပြီးသားဘုရားခင်ကြီးပထမအရာနဲ့တမန်တော်တို့ကို၎င်းဒုတိယအရာနဲ့ prophet တို့ကို၎င်းတတိယအရာ၌ဆရာတို့ကို၎င်းထို့နောက်တကိုးပြသောသူတို့ကို၎င်းထို့နောက်အနာရောဂါငြိမ်းစေနိုင်သောခွင့်ရှိသောသူတို့ကို၎င်းတင်းထောက်တို့ကို၎င်းစင်အုပ်စုသောသူတို့ကို၎င်းအမျိုးမျိုးသောဘာသာစကားကိုပြောနိုင်သောသူတို့ကို၎င်းအသင်းတော်၌ခံထားတော်မူ၏တော့တင်းဝင်သူရှိသမျှတို့သည်တမန်တော်ဖြစ်ကြသလားအားလုံးကတမန်တော်တွေလားအဖြစ်ကတော့စံပေါ်တို့ကမေးတာအားလုံးအမင်းတို့တမန်တော်တွေဖြစ်ကြလားပြောချင်တာno မဟုတ်ဘူးရှိသမျှတို့ဒီ prophet ဖြစ်ကြသလားအားလုံးက prophet တွေလား no မဟုတ်ဘူးရှိသမျှတို့ဒီဆရာဖြစ်ကြသလားအားလုံးကဆရာတွေလား no မဟုတ်ဘူးရှိသမျှတို့ဒီဘုံတကူကိုပြနိုင်ကြသလား no မဟုတ်ဘူးဖြေကဒါဖြစ်တယ်ရှိသမျှတို့ဒီအနာရောဂါငြိမ်းချမ်းနိုင်တော့ခွင့်ရှိကြသလား no မဟုတ်ဘူးအနာရောဂါငြိမ်းချမ်းစုကျေရရှိတဲ့သူများတာလာခြင်းဆိုတာဖြစ်တယ်ရှိသမျှတို့ဒီအနာမျိုးမျိုးသောဘာသာပြောနိုင်ကြသလား no မဟုတ်ဘူးဒီများတို့ဒီထိုဘာသာစကားနဲ့ပေါ်ပြနိုင်ကြတယ်လို့မဟုတ်ဘူးဆိုတော့ကျွန်တော်တွေ့ရတယ်။ဒါကြောင့်မို့နာယောဂငြိမ်းခြင်းစုကျေးဇူးကဒီနေ့တဘာဝလုံးဖျားပြုတဲ့အနာပြုတဲ့အမှုဖြစ်တဲ့အတွက်ဒီလူကပြုတဲ့အမှုမဟုတ်တဲ့အတွက်ဒီထိုနာယောဂငြိမ်းခြင်းအမှုကိုပြုနိုင်တဲ့အခါမှာဒီဖျားဘုံတော်ထင်ရှားစေဖို့ဖျားရဲ့ဂုဏ်တော်ကိုချီးမွမ်းစေဖို့ရတယ်။ဖျားရဲ့နိုင်ငံတော်ကျေပြန့်စေဖို့ရန်အတွက်အသုံးပြုဖို့ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သဘောပေါက်နားလည်ပြီးတော့နှိမ့်ချစွာဖျားနဲ့ရင်းနှီးကျွမ်းဝင်ပြီးတော့ဒီနေ့ဖျားထံတော်ကလာတဲ့အနာရောဂါငြိမ်းခြင်းတကူနဲ့တူဒီနေ့ထိုစုကျေးဇူးကိုပေးနေတဲ့ဖျားတန်ရှင်တော်ဝိညာဉ်တော်ဖျားဖြစ်တဲ့အတွက်ထိုတန်ရှင်တော်ဝိညာဉ်တော်ဖျားကိုသင်ဆောင်ရတဲ့အခါမှာထိုစုကျေးဇူးကိုတောင်းလို့ရတယ်ဒီကျွန်တော်မပေးနိုင်ဘူးဘယ်ဆရာမှထိုစုကျေးဇူးကိုပေးနိုင်တဲ့သူတယောက်မှရှိမှာမဟုတ်ဘူးဒီထိုစုကျေးဇူးကိုပေးနေတဲ့သူကဒီတန်ရှင်တော်ဝိညာဉ်တော်ဖျားတာဖြစ်တဲ့အတွက်ဒီမိတ်ဆွေတင့်တဲ့တိုင်းမှာလိုအပ်တယ်ဆိုရင်ဆောင်ရတဲ့ဆိုရင်တောင်းလို့ရတယ်တောင်းလျှောက်ပါဒီထိုစုကျေးဇူးကိုဖျားခင်တင့်တဲ့တာထဲမှာကျွန်တော်တက်တာထဲမှာအခွင့်ပေးခဲ့တယ်ပြုခဲ့တယ်စုကျေးဇူးကိုရရှိခံစားစေခဲ့တယ်ဆိုရင်လေကျွန်တော်တက်လုံးမမေ့ဘူးရပါလဲဆိုရင်သူ့ရဲ့ဘုံတော်ထင်ရှားစေလို့ဖြစ်တယ်သူ့ရဲ့နိုင်ငံတော်ကျေပြန့်စေလို့ဖြစ်တယ်ဆိုတာကိုမမေ့ပဲနဲ့ဒီထိုစုကျေးဇူးကိုရရှိ
ခံစားစေတော်သူဖျားပုံးတော်ထင်ရှားစီတော်သူဖြစ်ဖို့ရရောက်စီတိုင်းတော်ဖျားရှင်ကောင်းကြီးပေးပါစေ